မိဦးမှာသွားတိုက်လိုက်ပြီမိဦးတိုက်ပြီးဒီလိုမျိုးလေးခွဲပြီးတော့တိုက်လိုက်မယ်ပြီးရင်ဖေနှစ်ခုကိုထားဆက်လိုက်မယ်လိုက်ပြီးရင်လိုစစ်စားထည့်မယ်စစ်ထည့်တော့မယ်ဆိုလို့ရှိရင်စစ်ကိုဒီမှာကြည့်လိုက်ဒီတန်းလန်းလေးဒီအောက်မှာရှိရမယ်ဆိုတာသိသွားပြီဒါပေမဲ့ဒီလိုမှခုံလားဒီလိုပက်လက်လားဆိုတာမသိသေးဘူးမသိသေးတဲ့ခါကျတော့မှပြပြမယ်စစ်မှတို့လားတန်းလန်းလေးရှိတဲ့ဘက်ကဒီလိုမျိုးဖြစ်ရမယ်ဟုတ်ပြီနော်တန်းလေးရှိပြက်ဖက်ဒီလိုဖြစ်ရမယ်ဒီလိုမျိုးသွားမထည့်ဘူးနော်ဒီလိုမျိုးရှိရမယ်ဒါမလဘတ်အချမ်းကိုခွဲပြီးလိုက်လိုက်မယ်စစ်ကိုဒီမှာထည့်မယ်ပြီးတော့လို့ရှိရင်ဒီကစစ်ကရှိနေဖြစ်တဲ့အတွက်ဒီစစ်အဖျားလေးကိုဒီမှာတို့လားဒီမှာအမှတ်နှစ်ခုမှတ်ထားတယ်အဲ့နှစ်ခုရဲ့ဂျားတွေကိုမှတို့ထည့်လိုက်မယ်နားလည်လားမသိအဲ့နှစ်ခုရဲ့ဂျားတွေကိုထည့်လိုက်မယ်ထည့်ပြီးတော့လို့ရှိရင်ဒီနေရာလေးကိုလွဲမှကြောက်တယ်ဖြစ်တဲ့အတွက်ဒီအဲ့လေးကိုခဏထိန်းထားပေးလိုက်ထိတ်ကလေးဟုတ်ပြီနော်ထိတ်လေးပြန်ထိန်းထားမယ်ပြီးရင်ဒီလိုလဲလိုက်မယ်စစ်ကတော့နည်းနည်းရှိတယ်အမှန်တော့ဆက်လေးဖြစ်ရမှာပေါ့နော်အဲ့တော့ဒီလိုမျိုးလေးရသွားပြီဆိုလို့ရှိရင်ဘယ်လိုစပြီးထုံမလဲဆိုရင်စစ်ကိုအမှားတော့ဒီလိုမျိုးခွဲလိုက်နော်ဒီလိုခွဲလိုက်မယ်ခွဲပြီးသွားလို့ရှိရင်ဒီမှာတွေ့လားဒီစစ်ဒီကွဲတဲ့အကြောင်းလေးဒီ line လေးနဲ့ကိုအတိဖြစ်နေရမယ်ဒီ line လေးနဲ့အတိဖြစ်နေရမယ်ဆိုလို့ရှိရင်ဒီမှာဒီလိုမျိုးလေးယူမယ်ဒီဘက်ကိုမပါအောင်เนาะဒီလိုမျိုးတော့ထည့်မချုံเนาะဒီအပေါ်တလော်လေးကိုယူပြီးတော့ဒီလိုမျိုးသွားမယ်ဒီလိုသွားမယ်ပြီးရင်ဒီမှာအရင်လည်းမရောဘူးအရင်လည်းမတင်ဘူးအတိလေးပဲစစ်ကိုစစ်ရဲ့ဒီဘေးနှခမ်းကားကိုချုပ်ပေးလိုက်မယ်ဒီကောင်လေးကအတိသွားမယ်ပြီးရင်ဒီဘက်ကကိုယ်တွေကိုလည်းဒီဘက်ကိုဆွဲပေးမယ်တို့ကဒီအသားလေးပဲလိုချင်တာကိုယ်လေးဆွဲပေးမယ်အခန်းသားလေးနဲ့တက်မယ်ပြီးရင်ရသွားရင်တုပ်ပေးလိုက်ပြီးရင်ဒီဘက်ကိုလှည့်မယ်ပြန်ပြီးတော့ဒီစစ်ကိုဒီထိဆွဲမယ်เนาะဖိတ်ဆုံးပြီးဆွဲချလိုက်မယ်ဆွဲပြီးသွားရင်အမဒီနာလေးရတော့တတိထားပါတော့ဒီနာကဇက်ကောင်လေးရတော့တတိထားဇက်ကောင်လေးကိုရှည်လိုက်လေးဖြစ်အောင်နေထားလေးတုတ်ထားပြီးတော့မှနွားပြီးပဲချုပ်လိုက်လွယ်တယ်နော်စားချင်းဇက်ကိုတွဲတဲ့အချိန်မှာလက်မနိုင်သေးရင်တော့အရှိအတူဖြစ်တတ်တယ်အဲ့ဒါလေးကိုတော့တတိထားပြီးတော့သွားပြီးအဲ့ဒါတော့ဘာဝပဲပုံမှန်ပဲပေါ့နော်ဖြစ်တတ်တယ်ဆိုတော့ဒါဇက်ပြောက်သွားတဲ့အထိမပြီးသေးဘူးဒီမှာဖမ်းထားတဲ့အထိပဲပြီးသေးတယ်အဲ့ဒါပြီးသွားရင်ဘာလုပ်လဲဆိုလို့ရှိရင်ခုနကတော့ခြေချဲတွဲထားတဲ့ဟာလေးကိုတော့စပြီးတော့ဖြုတ်လိုက်တော့ခြေချဲဟုတ်ပြီနော်နားခြေချဲတွဲထားတာလေးကိုဖြုတ်မယ်ဆုံးပြီးဖြုတ်ချလိုက်တော့ရမယ်နော်ဒီလိုကွဲသွားပြီဆိုတော့မှနောက်တစ်ဆင့်ရပါလဲဆိုလို့ရှင်ပြီးပြောင်းမယ်ပြီးပြောင်းပြီးတော့စစ်ပြောက်ပြီးပြောင်းပြီးတော့မှဒီစစ်ပြောက်ပြီးကိုထုတ်ပြီးစပြီးတော့ချုပ်မယ်ဟုတ်ပြီနော်